အမျိုးသားတယောက်ကစွမ်းအားအလွန်ပြင်းတဲ့ rifle တနက်အသစ်ကိုတီထွင်ပြီးစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။အရှိကကွန်ကရစ်နေရမှာကြည်ရာအသေးလေးပဲထင်ကျန်ခဲ့ပေမဲ့နေရရဲ့အနောက်ဘက်မှာကအပေါက်ကြီးဖြစ်ပြီးပျက်စီးသွားတာကိုတွေ့ရပါတယ်။အဝေးကအဆောက်အဦတွေပါထိခိုက်တဲ့အထိစွမ်းအားပြင်းထန်တာကိုတွေ့ရပါတယ်။လက်နက်ရဲ့စွမ်းအားကိုမြှင့်ဖို့ဘက်ထရီအသစ်လဲလွယ်ပြီးဗီဒီယိုမှတ်တမ်းတင်ဖို့ပြင်ဆင်ပါတယ်။တနက်နဲ့အဆက်မပြတ်ပစ်ခတ်လိုက်တဲ့အခါအဝေးကတန်တရာကြီးတစ်ခုခဏချင်းအတွင်းပြိုကျသွားပါတယ်။ဒီဗီဒီယိုကိုစစ်ပက်ဆိုင်ရာအရာရှိတွေကိုပြသပြီးဈေးကြီးပေးဝယ်ဖို့ကန့်လန့်ခဲ့ပါတယ်။အရာရှိတယောက်ကတန်တရားရှိတာကြောင့်လက်နက်ကိုပစ်ခတ်ကွင်းစီယူလာခိုင်းပါတယ်။ကလေးကစားစရာနဲ့တူတဲ့တနက်ကိုမြင်တော့အရာရှိကအထင်သေးတဲ့အကြည့်နဲ့ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတီတင်းငင်းငင်းနဲ့ပဲတန်ချက်ကတင့်ကားတစ်စီးကိုချင်းရွယ်ပစ်ခတ်ပြလိုက်ပါတယ်။တင်ကပျက်စီးသွားတာကိုမြင်တော့အရာရှိကအလွန်အံ့အားသွားပြီးဈေးနှုန်းမေးမြန်းပါတယ်။ဒေါ်လာတန်100လို့ဈေးခွာလိုက်တဲ့အခါမှာလည်းအရာရှိကမတုံ့ဆုတ်တဲ့လက်ခံလိုက်ပါတယ်။ဒါပေမဲ့အရာရှိဟာအဲ့ဒီအမျိုးသားရဲ့နောက်ကျောင်းကိုလျိုဝှက်စုံစမ်းဖို့ချက်ချင်းစီစဉ်ပါတယ်။နောက်တနေ့အယောင်ဝယ်လုံးမဲ့အချိန်မှာအမျိုးသားကသူ့လက်နက်ကိုသူ့ကိုဖော်တဲ့စီမှာပဲလုံခြုံအောင်ထားခဲ့ပါတယ်။ချင်းထားတဲ့နေရာကိုရောက်တဲ့အခါငွေအစားလက်နက်ကင်ထားတဲ့လူတွေကသူ့ကိုဝိုင်းထားတာကိုတွေ့ရပါတယ်။သူတို့ကလက်နက်နဲ့အချက်လက်အားလုံးကိုအတင်းအဓမ္မတောင်းယူကြပါတယ်။ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့မိသားစုကပါဒါဇာဟန်အထင်ဖန်စီထားတာကိုသိလိုက်ရပါတယ်။နောက်ဆုံးမှတော့ရွေးချယ်စရာမရှိပဲလက်နက်နဲ့အချက်လက်အားလုံးကိုအရာရှိလက်ထဲအပ်လိုက်ရပါတယ်။အရာရှိကသူ့မိသားစုကိုပြန်လွတ်ပေးလိုက်ပေမဲ့ဒီအမျိုးသားမှာအစီအစဉ်အသစ်ရှိနေပါတယ်။သူတို့အဖွဲ့ဟာအဆောက်အဦခေါင်မှုပေါ်ကနေအရာရှိရဲ့ကားကိုစောင့်ကြည့်ထောက်လှမ်းနေပါတယ်။အလိုက်တဲ့လက်နက်ထဲမှာတီနီယာခြေထားကန်စနစ်ကိုလျိုဝှက်ထည့်ထားခဲ့တာထင်ပါတယ်။ကားကပြစ်ခတ်ကွင်းနဲ့ရောက်တဲ့အခါဒုတိယမျိုးဆက်စွမ်းအားပြင်းတဲ့ rifle အသစ်ကိုထုတ်လိုက်ပါတယ်။ရေဖြူတနက်နဲ့တူပင်ပဲပထမတစ်ခုတည်းစွမ်းအားနဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးပိုတာပါတယ်။ဘယ်သူမှမရစ်မိခင်မှာပဲခလုတ်ကိုဆွဲညှိပြစ်ခတ်လိုက်ပါတယ်။ခဏချင်းအတွင်းမှာပဲအရာရှိရဲ့ကားဟာလုံးဝပျက်စီးသွားပြီးသူကကလေးစားချီနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဘသူရဲ့တန်တရားမှမဝင်စေပဲအေးအေးဆေးဆေးပဲအဲ့ဒီနေရာကထွက်ခွာသွားပါတယ်။အမျိုးသားတယောက်ကစွမ်းအားအလွန်ပြင်းတဲ့ rifle တနက်အသစ်ကိုတီထွင်ပြီးစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။အရှိကကွန်ကရစ်နေရမှာကြည်ရာအသေးလေးပဲထင်ကျန်ခဲ့ပေမဲ့နေရရဲ့အနောက်ဘက်မှာကအပေါက်ကြီးဖြစ်ပြီးပျက်စီးသွားတာကိုတွေ့ရပါတယ်။အဝေးကအဆောက်အဦတွေပါထိခိုက်တဲ့အထိစွမ်းအားပြင်းထန်တာကိုတွေ့ရပါတယ်။လက်နက်ရဲ့စွမ်းအားကိုမြှင့်ဖို့ဘက်ထရီအသစ်လဲလွယ်ပြီးဗီဒီယိုမှတ်တမ်းတင်ဖို့ပြင်ဆင်ပါတယ်။တနက်နဲ့အဆက်မပြတ်ပစ်ခတ်လိုက်တဲ့အခါအဝေးကတန်တရာကြီးတစ်ခုခဏချင်းအတွင်းပြိုကျသွားပါတယ်။ဒီဗီဒီယိုကိုစစ်ပက်ဆိုင်ရာအရာရှိတွေကိုပြသပြီးဈေးကြီးပေးဝယ်ဖို့ကန့်လန့်ခဲ့ပါတယ်။အရာရှိတယောက်ကတန်တရားရှိတာကြောင့်လက်နက်ကိုပစ်ခတ်ကွင်းစီယူလာခိုင်းပါတယ်။ကလေးကစားစရာနဲ့တူတဲ့တနက်ကိုမြင်တော့အရာရှိကအထင်သေးတဲ့အကြည့်နဲ့ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတီတင်းငင်းငင်းနဲ့ပဲတန်ချက်ကတင့်ကားတစ်စီးကိုချင်းရွယ်ပစ်ခတ်ပြလိုက်ပါတယ်။တင်ကပျက်စီးသွားတာကိုမြင်တော့အရာရှိကအလွန်အံ့အားသွားပြီးဈေးနှုန်းမေးမြန်းပါတယ်။ဒေါ်လာတန်100လို့ဈေးခွာလိုက်တဲ့အခါမှာလည်းအရာရှိကမတုံ့ဆုတ်တဲ့လက်ခံလိုက်ပါတယ်။ဒါပေမဲ့အရာရှိဟာအဲ့ဒီအမျိုးသားရဲ့နောက်ကျောင်းကိုလျိုဝှက်စုံစမ်းဖို့ချက်ချင်းစီစဉ်ပါတယ်။နောက်တနေ့အယောင်ဝယ်လုံးမဲ့အချိန်မှာအမျိုးသားကသူ့လက်နက်ကိုသူ့ကိုဖော်တဲ့စီမှာပဲလုံခြုံအောင်ထားခဲ့ပါတယ်။ချင်းထားတဲ့နေရာ